ဟိုးရှေးရှေးတုန်းကတောင်တန်းတွေဝိုင်းရံထားတဲ့ရွာလေးတစ်ရွာမှာမာကိုလို့အမည်ရတဲ့အသက်24နှစ်အရွယ်လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်။မာကိုကအရန်ကိုစိတ်မငြိမ်မသက်ဖြစ်နေတတ်သူပါ။သူ့ရဲ့စိတ်ထဲမှာအတွေးပေါင်းစုံအမြဲတမ်းပြည့်နှက်နေပြီးဒီနေ့ဒါလုံးအတွေးတွေအမျိုးမျိုးဝင်လိုက်ထွက်လိုက်နေသူ့ကိုနေမထိထိုင်မသာထိစေပြီးပင်ပန်းနွမ်းနေစေပါတယ်။သူဟာအတိတ်ထွက်အမြဲဝမ်းနေနေပြီးအနာဂတ်ထွက်လည်းအလွန်စိုးရိမ်ပူပန်နေတတ်ပါတယ်။ဒီအတွေးတွေကြောင့်ပဲသူ့စိတ်ဟာမုန်တိုင်းထန်နေတယ်လို့ဖြစ်နေပြီးစိတ်မအေးချမ်းနိုင်တယ်လို့အိတ်မပျော်နိုင်ပဲပြုံးဖို့တောင်မိတ်လျော်နေခဲ့ပါတယ်။တနေ့မှတော့မာကိုဟာတောင်ကုန်းတွေပေါ်ကဝေးလံတွေရွာလေးတစ်ရွာအကြောင်းကြားလိုက်ရပါတယ်။အဲ့ဒီရွာမှာပညာရှိအဖိုးတယောက်နေထိုင်နေလို့လူတွေကပြောကြပါတယ်။အဲ့ဒီအဖိုးကမြို့မှာတော့နာမည်ကျော်စိတ်ပညာရှင်တယောက်ဖြစ်ပြီးလူပေါင်းများစွာကိုသူတို့ရဲ့စိတ်အေးချမ်းမှုရှာဖွေနိုင်အောင်ကူညီတင်ပြပေးခဲ့သူပါ။အခုတော့သူကအသက်ကြီးပြီဖြစ်လို့မြို့ပြရဲ့အလုရှိုးတေဘဝကိုစွန့်ခွာပြီးတဘာဝနဲ့နီးစပ်တဲ့တိတ်ဆိတ်တဲ့ရွာလေးမှာလာရောက်နေထိုင်တာဖြစ်ပါတယ်။တခါတလေမှသူကလာရောက်လက်ပတ်သူတွေကိုအကြံဉာဏ်ဒီပေးလိရှိပါတယ်။မာကိုကစူးစမ်းလို့စိတ်နဲ့မျောလင်းချက်တွေဖြစ်ပေါ်လာပြီးအဲ့ဒီအဖိုးကိုနဲ့တွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီပညာရှိကြီးကငါ့ကိုစိတ်အေးချမ်းမှုရအောင်ကူညီနိုင်မှာပဲလို့သူတွေးခဲ့ပါတယ်။ရှီလျားပြီးပင်ဖန်းဆရာကောင်းတဲ့ခရီးကိုရပောင်းများစွာဖြတ်တန်းပြီးနောက်မာကိုကတောင်ကုန်းပေါ်ကရွာလေးကိုရောက်သွားပါတယ်။အဲ့ဒီကိုရောက်တဲ့အခါတစ်ပင်ပန်းမှန်တွေဖုံးလွှမ်းနေတဲ့အင်္ဂလိပ်တစ်လုံးကိုတွေ့လိုက်ရတယ်။အင်ရဲ့ဝရန်တာမှာအဖိုးအိုကမျက်စိလေးမိန်ပြီးငင်ငင်လေးထိုင်နေပါတယ်။သူကကြည့်ရလာအယမ်းကိုအေးချမ်းလာပါတယ်။မာကိုကသူ့အနာကိုတွားပြီးတိုးတိုးလေးပြောလိုက်ပါတယ်။အဖိုးကျွန်တော်စိတ်တွေအယမ်းမငြိမ်မသက်ဖြစ်နေပါတယ်။အတွေးကိုရက်တန့်လို့မရဘူး။ကျွန်တော်နှလုံးသားထဲမှာအေးချမ်းမှုကိုလိုချင်ပါတယ်။ကျွန်တော်ကိုကူညီနိုင်မလားဗျ။အဖိုးအိုကသူ့မျက်လုံးလေးကိုဖြည်းဖြည်းချင်းဖွင့်ပြီးအေးအေးဆေးဆေးပြုံးပြလိုက်ပါတယ်။သူကမင်းကအေးချမ်းမှုကိုရှာနေတာလား။ဒါဆိုငါတော့ကိုလိုက်ခဲ့။မင်းကိုအလုပ်လေးတစ်ခုပေးမယ်လို့ပြောပါတယ်။သူကမာကိုကိုခြံဝင်းလေးခေါ်သွားပြီးဖန်ခွက်တစ်ခွက်ထဲမှာရေကိုအပြည့်ရှန်တော့မတက်ဖြစ်လိုက်ပါတယ်။အဲ့ဒီဖန်ခွက်ဟာနည်းနည်းလေးလှုပ်လိုက်ရုံနဲ့ရေလွေဖိတ်ကျနိုင်လောက်အောင်ပြည့်နေတာပါ။သူကမာကိုကိုဖန်ခွက်ပေးပြီးဒီကနေ့ရွာအစုံထိလမ်းလျှောက်သွားပြီးပြန်လာခဲ့။ဒါပေမဲ့မှတ်ထားပါရေတစ်ဆက်တောင်မဖိတ်စေရဘူးနော်လို့မှားလိုက်ပါတယ်။မာကိုကအံ့ဩသွားပေမဲ့အကောင်းဆုံးလိုချင်လာကြောင်းဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။သူကဖန်ခွက်ကိုကရုတစိုက်ကင်ပြီးလမ်းလျှောက်ပါတယ်။လမ်းကကျင်းပြီးလူတွေနဲ့ရှုပ်ထွေးနေပါတယ်။အချို့ကလမ်းလျှောက်နေကြတယ်။အချို့ကပြေးနေကြတယ်။ဆိုင်ရှင်တွေကလည်းဖောက်တယ်တွေကိုအော်ခေါ်နေကြပြီးခွေးတွေကလည်းဟောင်းနေကြပါတယ်။ဒါပေမဲ့မာကိုကတော့ဘေးပတ်ဝန်းကျင်ကိုလုံးဝမကြည့်ပါဘူး။သူ့မျက်လုံးတွေကဖန်ခွက်ပေါ်မှာပဲရှိနေပါတယ်။သူကဒလန်းချင်းစီကိုဖြည်းဖြည်းချင်းနဲ့ကရုတစိုက်လျှောက်သွားပါတယ်။လူတွေကသူ့ကိုအံ့ဩသူကြီးကြည့်နေကြပေမဲ့ဘယ်သူမှမနှုတ်ဆက်ကြပါဘူး။သူတစ်ခုခုကိုတင်ယူနေတယ်ဆိုတာသူတို့သိကြလို့ပါ။နောက်ဆုံးမှာတော့မာကိုကအဖိုးကိုစီပြန်ရောက်လာပြီးအဖိုးကျွန်တော်လက်နိုင်ခဲ့ပြီးရေတစ်ဆက်တောင်မဖိတ်ခဲ့ဘူးလို့ပြောပါတယ်။အဖိုးကခေါင်းညင်ပြုံးပြပြီးတော်တယ်ဒါပေမဲ့ငါ့ကိုပြောပါအောင်လမ်းဘေးမှာကလေးတွေကစားနေတာကိုမင်းမြင်ခဲ့လားခွေးလေဟောင်းနေလားကိုတော့မင်းကြားခဲ့လားလို့မေးပါတယ်။မာကိုကအံ့ဩသွားပြီးဟင်းကျွန်တော်ဘာမှမမြင်ခဲ့တယ်လို့ဘာမှလည်းမကြားခဲ့ရပါဘူး။ဖန်ခွက်ကိုပဲအာယုံဆိုင်နေခဲ့လာပါလို့ဖြေပါတယ်။အခိုးကထပ်ပြီးပြုံးလိုက်ပြီးညင်းသားစွာပြောပါတယ်။အဲ့ဒါဟာလျှို့ဝှက်ချက်ပဲမင်းတိမထားခဲ့တဲ့မင်းရဲ့အသွင်းတန်တန်မှအမြင်ရှိနေတဲ့အရာပေါ့မင်းရဲ့စိတ်ကလက်ရှိအခိုက်အတန့်မှာပဲရှိနေတဲ့အခါကြောက်ရွံ့မှုတွေဝေခွဲမရမှုတွေနဲ့အပေါ်အသွေးတွေတွေ့နေရမရှိတော့ဘူးမင်းဟာဖန်ခွက်ထဲကရေအကြောင်းကိုပဲတွေးနေခဲ့တဲ့အချိန်မှာမင်းရဲ့စိတ်ကလုံးဝငြိမ်သက်သွားခဲ့တယ်မင်းအတိတ်အတွက်ဝမ်းမနှဲခဲ့တယ်လို့အနာဂတ်အတွက်လည်းမကြောက်ခဲ့ဘူးမာကိုကဖြည်းဖြည်းချင်းနားလည်လာပါတယ်ဒါဟာသူရှာနေခဲ့တဲ့အေးချမ်းမှုပါပဲအေးချမ်းမှုဆိုတာအပြင်လောကမှာရှာရတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့လက်ရှိအခိုက်အတန့်မှာရှင်သန်နေတဲ့အခါအေးချမ်းမှုဟာကျွန်တော်တို့အတွင်းထဲမှာရှိပြီးသားဖြစ်ပါတယ်မာကိုကခေါင်းညွတ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်အဖိုးအခုတော့ကျွန်တော်နားလည်ပါပြီကျွန်တော်စိတ်ကိုတည်ငြိမ်ခြင်းကျွန်တော်စိတ်ကိုဒီအခိုက်အတန့်မှာပဲထားရမယ်ဆိုလားအဲ့ဒီအချိန်ကြာမှာပဲတကယ်အေးချမ်းမှုကရောက်လာတာပါပဲအဖိုးအိုကထပ်မံပြုံးပြလိုက်ပါတယ်။နေပင်ချင်းရောက်လာပြီးနောက်ဆုံးနေရောင်ချီကမြေပင်ကော်ကိုကြာရောက်နေပါတယ်။ငတ်လေးတွေကသူတို့ရဲ့အဆိုင်စီကိုပြန်သွားကြပါတယ်။မာကိုဟာအိမ်ပြန်ဖို့လမ်းလျှောက်ပါတယ်။ဒါပေမဲ့အခုတော့သူကအရင်ကလိုစိတ်မငြိမ်တဲ့လူငယ်လေးမဟုတ်တော့ပါဘူး။သူကပြောင်းလဲသွားခဲ့ပြီးသူ့စိတ်ကိုဘလို့ရှင်းထုတ်ရမလဲဆိုတာသိသွားပြီဖြစ်လို့သူ့ရဲ့အသွင်းစိတ်ဟာအေးချမ်းမှုတွေနဲ့ပြည့်နေနေခဲ့ပါတယ်။ ဒ
ဒီဇက်လန်းလေးကိုနှစ်သက်ရင် like ပေးပြီးသူငယ်ချင်းတွေကိုမျှဝေပေးပါနောက်ထပ်စိတ်ခွန်အားဖြည့်ပေးမယ်ဇက်လန်းတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနောက်ထပ်အသွေးအသစ်တွေသင်ခန်းစာသစ်တွေနဲ့ဇက်လန်းအသစ်မှာပြန်တွေ့ကြပါမယ်အဲ့ဒီအချိန်ထိကျန်းကျန်းမာမာနဲ့အေးချမ်းစွာနေထိုင်ကြပါစေ